ရွှေမိုးအလင်းတဲ့ channel ကပြန်လည်လို့ကြိုဆိုလိုက်ပါတယ်။ကျမတို့ရဲ့ channel ကနေပရာလောကစမ်းကြယ်ဇာတ်လမ်းတွေနဲ့ဂမ်ဘီယာစမ်းကြယ်ဇာတ်လမ်းတွေကိုတင်ဆက်ပေးနေတာဖြစ်ပါတယ်။ဦးမောင်မောင်စင်နဲ့ဒေါ်မြတ်နွယ်ဆိုရင်တာမွေပလီရက်ကွက်မှာမသိသူမရှိပါ။ကြီးကြီးတန်းချမ်းသာသူစိတ်ကောင်းစေတနာရှိသူပေကန်းစွန့်ကြဲမှုရရောသောသူဆိုပြီးဂုံပုံများနဲ့ပြည့်စုံသူအဖြစ်ထေရှားသူများဖြစ်တယ်။သူတို့ရဲ့စီးပွားရေးလုပ်ငန်းကစာရေးကရိယာလုပ်ငန်းကြီးဖြစ်တယ်။ပြည်တွင်းထုတ်စက်ကူမျိုးမျိုးပြည်ပထုတ်စက်ကူမျိုးမျိုးနဲ့ကျောင်းသုံးစာရေးကရိယာမျိုးစုံကိုမြန်မာတိုင်းနိုင်ငံလုံးကိုဖျက်ပြူပေးလျက်ရှိတယ်။အဲ့ဒီဒါမကသည်နောက်ဆုံးပေါ်ပုံလေးဆက်ကြီးများဝယ်ယူ၍၎င်းကျောင်းသုံးရုံသုံးဗလာစာအုပ်မျိုးမျိုးထုတ်လုပ်ကကိုပိုင်ဖြည့်ချီနေတဲ့လုပ်ငန်းကြီးလေးဖြစ်တယ်။သူတို့ရဲ့လုပ်ငန်းကိုရန်ကုန်မြို့လမ်းအထက်ဘလောက်မှာတခန်းတနာဖွင့်ထားတယ်။စိတ်ကောင်းစီတနာရှိခြင်းရရရော်ရော်ပေးကန်စွန့်ကြဲခြင်း၌ဦးမောင်မောင်စင်ရောဒေါ်မြတ်နွဲ့ပါတစိမ့်တဝမ်းနဲ့စိတ်သဘောထားတူညီကြတယ်။ဒါအပြင်ဦးမောင်မောင်စင်နဲ့ဒေါ်မြတ်နွဲ့တို့ရဲ့နှစ်ယောက်စလုံးကကုံသိမ့်ရှိန်ဝါကြောင့်ဦးတော်တက်လို့ခေါ်ကြပြီးမြင်အသက်ကမကြီးနာသည်30ဝန်းကျင်လူရွယ်များသာဖြစ်တယ်။ဦးမောင်မောင်စင်ကစကားနဲ့အေးစစ်စစ်နေတတ်သူဖြစ်တယ်။နည်းနည်းလင်းတာနဲ့လမ်း30စာရေးကရိယာလုပ်ငန်းကြီးကိုတွားရောက်ကလုပ်ငန်းများစွာအလုပ်သမားများစွာကိုကြီးကြပ်ကွက်ကဲနေရတယ်။ဒါကြောင့်မဲရက်ကွက်နဲ့အဆက်ပြတ်ခဲ့တယ်လို့ဖြစ်နေရတယ်။တော်မြန်တွဲမှာတော့ဦးမောင်မောင်စင်လိုမဟုတ်နှုတ်သက်တယ်။အပြောစုညံ့ညောချိုတာတယ်။လူမျိုးရေးကိစ္စဝဝမှာလည်းအမြဲလိုရှိဆုံးကပါသူဖြစ်တယ်။ဒေဝเจ้าရများကြောင့်ဦးမောင်မောင်စင်နဲ့ဆိုင်ရင်တော်မြန်တွဲကိုရက်ကွက်ကပိုပြီးတော့သိကြမြင်စားတယ်။လေးစားချစ်ခင်ကြတယ်။အဲ့ဒီလိုသက်အားဖြင့်ငယ်သေးပေမဲ့လေစီးပွားဥစ္စာနဲ့ဂုံတရက်နဲ့ဘဝတစိမ့်တစ်ပိုင်းနဲ့ဝင်းထိန်လာပိုင်းဒေါ်မြတ်နွဲ့ရဲ့ဘဝတစိမ့်တစ်ပိုင်းပင်ဖြစ်တယ်။ဒါပေမဲ့လေတနေ့သုံးအခါမှာတော့တိုင်းမြိုက်ပြောရွှင်ဖွင့်ရဘဝလေးကိုပိုင်ဆိုင်ထားသူဒေါ်မြတ်နွဲ့တယောက်ဘယ်သူမှမတင်မှတ်ထားတဲ့ထူးထူးဆန်းဆန်းပြုမှုတစ်ခုကိုစတင်ပြုမှုလာခဲ့လေထိုပြုမှုမှာတော့ညနေနေဝင်ရိုးရီချိန်ရောက်တာနဲ့တနက်ကားခြေစုံကောင်းဆုံးလေးလှပတိလွင်နဲ့အဝိစားရီကိုဝစ်စင်ကတုတ်တန်သင်းဆိုင်ကိုတွားရောက်ငိုကြွေးနေခြင်းဖြစ်တယ်။ထိုတုတ်တန်မှာသူမရှိုက်ကြီးတငယ်ငိုကြွေးရအောင်တန်ရောစင်တွေရေးခဲ့ရတဲ့မိဘဆွေရင်မိတ်တဟာမြည်သူတူတယောက်မှမြုပ်နှံတကြိုထားခြင်းမရှိပါ။ဒါကြောင့်မင်းငိုကြွေးညခြင်းရဲ့အကြောင်းရင်းကိုမိသားစုများစဉ်းစားလို့မရ။အတိတ်ပင်မင်းတွားရောက်ငိုနေခြင်းလို့သာသတ်မှတ်ကြရတယ်။ဂုတ်ဒရမကျူညီတဲ့လူအများကြီးဖွင့်ကဲရဲပွဲဖြစ်တဲ့သူမရဲ့ပြုမှုလေးကြောင့်မိသားစုရှက်ရကြရတယ်။တော်မြန်တဲ့တယောက်စိတ်ဖောက်ပြန်သွားပြီးအယူတယောက်လိုထင်ရဆိုင်ပြုမှုနေခြင်းလို့အကျိုးအားယူဆကြတယ်။ထိုယူဆချက်မှလည်းမဖြစ်နိုင်။ဘာကြောင့်လဲဆိုတော့ဒေါ်မြန်နဲ့မှာညနေ6နာရီရောက်မှသာစိတ်ဖောက်နေခြင်းဖြစ်ပြီးကြံတဲ့အချိန်တနေ့ကင်းလုံးမှမူပုံမှန်စိတ်အတိုင်းပဲရှိနေခြင်းကြောင့်ဖြစ်တယ်။တကယ်တော့အဲ့ဒီလိုရှက်ပွဲကောင်းတဲ့ဂုံသိငယ်စီတဲ့အပြုတ်မှုမျိုးကိုသူမကိုယ်တိုင်လည်းမပြုတ်မှုလို့ပါ။စိတ်ဖောက်ပြန်ချိန်မှာသူမဘာလို့ဘာကရမှန်းမသိဖြစ်ပေမယ့်မိသားစုဝင်တွေကိုပြန်ပြောပြလို့သိရတဲ့အခါသူမအရှက်သိမ်းရတယ်ထိတ်လန့်ကြောက်ရွံ့ရမိတယ်ကိုယ်စိတ်ကိုလည်းမယုံနိုင်အောင်ဖြစ်ရတယ်ဒါကြောင့်ပဲညနေဘက်ရောက်တာနဲ့စိတ်ကိုထိန်းချုပ်နိုင်ဖို့ဤမျိုးမျိုးနဲ့စူးစမ်းကြည့်တယ်မရခဲ့ပါနေဝင်ရိုးရီချိန်ရောက်တာနဲ့သူ့စိတ်တွေတတိလလဖြစ်သွားတယ်တင်းချိုင်းကိုပဲအယူတရားလိုပြေးသွားကငိုကြွေးတော့တယ်ဘလို့မှမသွားနိုင်အောင်သူ့ကိုတင်းရင်ချက်ထိန်းချုပ်လို့အခန်းထဲကိုထိန်းအခန်းတကာတော့ခတ်ထားဖို့ဒေါ်မြတ်နွဲ့ကပြောထားတယ်သူခိုင်းတဲ့အတိုင်းပြုလုပ်တဲ့အခါမှာလေအဲ့ဒီလိုပြုမှုခြင်းကိုသူသီးမခံနိုင်အခန်းထဲမှာနေလို့ကြောက်စရာအသံကြီးနေငယ်တံပေါင်ကိုအုံရစ်နေတတ်တယ်နောက်ဆုံးသူ့ကိုသူတစ်ခုခုလုံးမှဆိုလို့တော့ဖွင့်ပေးလိုက်ရတယ်တကားပွင့်တော်နေသူအလင်းအမြန်ထွက်တယ်ထို့နောက်တုတ်တန်ကိုပြေးသွားကောင်တဲထန်စွာငိုကြွေးနေတယ်အဲ့ဒီလိုနေရက်အတန်ကြာမြင့်လာခဲ့တော့တယ်ဒေါ်မြတ်နွဲ့မှာဘလို့ပဲဖြောင်းဖြလို့မရပါထိန်းချုပ်လို့လည်းမရတာကြောင့်ဘေးရန်တရေတစုံတယောက်မကြောက်ရစီအောင်သာစောင့်ကြည့်ပြီးတော့ဒီအတိုင်းလွတ်ထားလိုက်ရတော့တယ်ဥဟန်မြင့်အလဲလာလားလမ်းထိန်ဝင်လိုက်တာနဲ့နှုတ်ဆက်တန်ကြလို့ဥဟန်မြင့်ကလှည့်ကြည့်လိုက်တယ်ဟာကြီးနာနီလက်ဖက်ရည်ဆိုင်ပိုင်ရှင်အဖွားကိုတွေးလိုက်ရတယ်ဟုတ်ကဲ့အလဲလာတာပါဥဟန်မြင့်လေဒီကိုမရောက်တာအတော်ကြာနေပြီနော်သွားရင်မတက်ခဏတပြုတ်နှုတ်ဆက်ခြင်းလို့ထင်ပြီးမြင်နာနီရစကားပြောလို့ဥဟန်မြင့်ရိုသိသမှုနဲ့ရက်ကနှုတ်ဆက်ရတယ်သူနေတာကပဲခူးတိုင်းတာယာဝတီခရိုင်နဲ့က30မြို့လေးရဲ့အနောက်ဘက်9ပိုင်းအကွာမှာရှိတဲ့မထာဝီရွာပဲဖြစ်တယ်ဒေါ်မြတ်နွဲ့မှာဥဟန်မြင့်စနီဒေါ်တောင်းကြီးရဲ့ညီမအရင်ဖြစ်လို့ခဲမောင်တော်ဆက်တယ်ဥဟန်မြင့်တို့မှာသားလေးတစ်ယောက်ရှိတယ်အမည်မှာမောင်ကျော်ဝင်းဖြစ်တယ်ဥဟန်မြင့်တို့လင်မယားကသားလေးမောင်ကျော်ဝင်းကိုတော့မှမထားခြင်းမျက်စိပွင့်နားပွင့်စေဖို့ရန်ကုန်မှာထားခြင်းတယ်အဲဒီလိုရည်ရွယ်ချက်နဲ့ခဲမောင်ဖြစ်သူဒေါ်မြတ်နွဲ့ထံကိုအနံထားတယ်ဒေါ်မြတ်နွဲ့ကမောင်ကျော်ဝင်းကိုကြောင်းထားပြီးတယ်ဒါကြောင့်လေဥဟန်မြင့်တယောက်သားစီကိုလာရင်းနဲ့
ယောက်ျားဖို့ပစ္စည်းလေးတွေဝင်ရင်ရန်ကုန်ကိုမကြာခဏဆိုသလိုရောက်လေရှိတယ်။ဒေါ်မြတ်နွဲ့တို့လမ်းတွေကလူတော်တော်များများနေပြီးရင်းနှီးခင်မင်းလျက်ရှိနေပြီဖြစ်တယ်။ဒီတစ်ခေါက်တော့မရောက်တာအတော်ကြာသွားတယ်။ကားသိတီးနေခြင်းဖြစ်လို့အလုံးများလို့နေတာဖြစ်တယ်။ဒါကြောင့်ပဲကြမ်းကြာသွားခြင်းလေးဖြစ်တယ်။အခုအလုံးများကြီးပြတ်သွားတာကြောင့်သားနဲ့တွေ့ဖို့ရန်ကုန်ကိုဆင်းလာခဲ့ခြင်းဖြစ်တယ်။လမ်းထိပ်မှာဟာကြီးနာနီနဲ့တွေ့လို့စကားကောင်းနေရတယ်။တောမှာအလုတ်ကလေးတွေမပြတ်လို့ဒီတစ်ခေါက်ကြာသွားရတယ်။ဒါဆိုရင်ဦးဟန်မြင့်မမျက်နှဲ့အကြောင်းဘာမှမသိရသေးဘူးပေါ့။ခမညာမမျက်နှဲ့ဘာဖြစ်လို့လဲကျွန်တော်လေးဘာမှမကြားသေးဘူး။ဦးဟန်မြင့်ကအလန့်တကြားနဲ့မေးလိုက်တယ်။ဒီလိုဦးဟန်မြင့်ရေမမျက်နှဲ့တယောက်အခုတလောထူးထူးဆန်းဆန်းတွေဖြစ်နေတယ်။ဘလို့ထူးထူးဆန်းဆန်းတွေလဲဒီလိုပါညနေနေဝင်ရီတရောအချိန်ကိုရောက်တာနဲ့မမျက်နှဲ့ရတနက်ခါရီလိမ့်ဝက်ကောင်းစားလာတွေဝစ်ပြီးတော့ဒီဇိုင်းကုန်းမှာသွားငိုနေတတ်တယ်တဲ့။ဗျာအဲ့ဒါဘလို့ဖြစ်တာလဲတို့လည်းမပြောတတ်ပါဘူးကွယ်ကဲ6နာရီထိုးတော့မယ်ဒီအချိန်ဆိုမမျက်နှဲ့အပြင်ထွက်နေကြအချိန်ပဲသူ့အမိအောင်မြန်သွားပြီတော့ဟုတ်ကဲ့ဦးဟန်မြင့်တရဒေါ်မျက်နှဲ့အိမ်ကိုခက်တော့လမ်းလာခဲ့လိုက်တယ်သွားရင်လာရင်နဲ့ဘလို့အကြောင်းကြောင့်ဒေါ်မျက်နှဲ့အခုလိုမျိုးဖြစ်သွားရတာကိုစဉ်းစားနေမိရွာမအိမ်တိုင်းလိုဒီလိုအဖြစ်မျိုးတွေတမျိုးမဟုတ်တော့ကြုံရတယ်မက်ဒရာနဲ့မျိုးဖန်းစားခံရတဲ့ကလေးများဇွန်ကဝေတို့ရဲ့ပညာစက်နဲ့ပြည့်စားခံရတဲ့ပယောဂလူနာများကြက်မှင်စာတက်စီမြေဖုတ်စတဲ့နာနာဘဝတို့ဘူးကံမိကိုဒုက္ခပေးခံရတဲ့လူနာများစတဲ့ပယောဂလူနာမျိုးစုံနာတယ်သူထံရောက်လာတဲ့လူနာများကိုလည်းချမ်းသာရအောင်သူပညာနဲ့ကဲတင်ပေးနိုင်ခဲ့အခုမှတော့မမျှော်လင့်မရန်ကုန်မှာပယောဂနဲ့ဆုံးရလို့နေပြီဘလို့ပယောဂလေးဆိုတာတော့လူနာတွေ့မှအကဲခတ်လို့ရမှာပဲအဲဒီလိုတွေ့ရင်းနဲ့ပဲဒေါ်မြတ်နှွဲ့ရင်အင်ကိုကက်သက်ရှောင်းလာခဲ့လိုက်တော့ဦးဟန်မြတ်ဒေါ်မြတ်နှွဲ့အိမ်ရှိရောက်မိတာနဲ့အိမ်တွေကမျိုးသမီးတယောက်ကမန်းကတန်ထွက်လာတာနဲ့ပတ်ပိန်ဆုံလိုက်ရတယ်ထိုမျိုးသမီးကဒေါ်မြတ်နှွဲ့ဖြစ်နေတယ်ဒေါ်မြတ်နှွဲ့မှာအောက်စာဒနာပြေးဝသူစီးစိမ်ချမ်းသာသူပြီးချင်းမွေးမိမလားလက်မွေးမိမလားနေရသူဖြစ်တာဆောင်အထက်တိုင်းကြတင့်တယ်ရုပ်ရည်ယူဘက်ကရှိနေအဲဒီလိုမျိုးသမီးကိုမှမတင့်မတေတော့အနိဋ္ဌအာယုံလို့ရှိအောင်တုတ်တန်သင်းချမ်းကိုတစုံတစ်ခုတော့ဘယောကတိုးဖို့လည်းရရှိတယ်အခုလေတုတ်တန်ကိုတွားဖို့ဖီလိန်ပြင်းစင်ထားတယ်တင်းလွင်လိုက်ဖက်တဲ့အဝိအစားတို့ကိုဝစ်စင်ထားလျက်ရှိတယ်အိမ်ဘဝမှာဦးဟန်မြင့်နေသူတွေ့တယ်မျက်နှာချင်းဆိုင်ဒီကက်စွာနဲ့ပတ်ပင်းတိုးမိတော့ခဲအိုကိုပင်တစ်ချိန်တစ်ခါမှမမြင်တွေ့ဘူးတဲ့တစ်ချိန်တစ်ယောက်လိုသူမကကွင်းဆောင်လို့သွားတယ်ဟေ့အောင်မြင်ခန့်ညာတဲ့ဩစာလွှမ်းမိုးမှုနဲ့ပြေဆုံးတဲ့အတန်ကဦးဟန်မြင့်နှုံးမနဲ့ရုတ်တရက်ထွက်ပေါ်လာဒေါ်မြတ်နှွဲ့ရဲ့လှမ်းနေတဲ့အခြေအဆုံးကရောက်တဲ့နေရာမှာပဲတုံကနေရက်သွားတယ်ဦးဟန်မြင့်ရဲ့အဟန့်ပါတဲ့အတန်ကြောင့်သူမထံကိုကက်မိနေသောဘယောကကောင်ထွက်သွားဟန်နေတူတယ်ဒေါ်မြတ်နှွဲ့ဦးဟန်မြင့်ဘက်ကိုလှည့်လာတယ်သူမရဲ့မျက်နှာကပြိုတော့မိမို့လို့ညိုတလဲလဲငိုမဲမဲဖြစ်နေတယ်အကိုတို့များနေနိုင်လိုက်တာနော်အခုမှပဲလာတယ်ဝမ်းနေစွာနဲ့ပြောလာနေသူမအတန်ကဖိုးတလိုက်ထို့မှပဲတရှုံရှုံငိုတော့တယ်ကဲမငိုနဲ့အကိုမေးတာပြောစမ်းအခုဘဲသွားမလို့လေအပြင်ကသွားမလို့ပါသူမကရွှေရင်ဟန်နေဖြေအတန်နဲ့ဟန်ပန်ကပုံမှန်အတိုင်းဖြစ်တာကိုဦးဟန်မြင့်ရိတ်စားမိလိုက်တယ်သူအိမ်ဘဝကိုရောက်စဉ်ကဒေါ်မြတ်တွေမှာပယောကဘူးကချင်းခံနေရလျက်ရှိတယ်ဒါကြောင့်သာဦးဟန်မြင့်ကိုမမြင်မဲပယောကရဲ့ဈေးခိုင်းရောင်ကိုနာခံလှုပ်ဆောင်နေရခြင်းဖြစ်တယ်အခုမှတော့ဦးဟန်မြင့်မိသမျှကောင်းမွန်စွာနဲ့ဖြေချပြောဆိုနေသူမရဲ့ကိုယ်မှာပယောကကောင်ထွက်သွားကြောင်းသိတာလာတယ်ဒီကောင်နည်းနည်းရတော့မဟုတ်ဘူးပညာရှင်ပဲဘူးလေခွာလေလုံနိုင်တယ်ဒါတော့မကြခင်ပြန်လာကတ်မှာသိကြတယ်ပယောကကောင်ထပ်ပြီးကတ်မိမလားခင်လူနာကိုချုပ်ထားအောင်တားရီတောက်ရီတစ်ခွက်မြခတ်ပေးစမ်းဟိဦးဟန်မြင့်မောင်ကျော်ဝင်းကိုရေခတ်ခိုင်းလိုက်တယ်မောင်ကျော်ဝင်းရရေခတ်ဖို့အိမ်ပေါ်ကိုပြေးတက်သွားတယ်ဟောအကိုရောက်နေတာဟုတ်နှုတ်ဆက်တဲ့နေ့တူပဲအိမ်ထဲကိုဝင်လာတဲ့သူကဒေါ်မြတ်ရွက်ရဲ့ခင်ပွန်းဦးမောင်မောင်စင်ဦးဟန်မြင့်ဟာကနေဖြစ်သွားတယ်လူနာကိုသူမချုပ်ရသည်ရေမန်းမဲချုပ်ဖို့အတွက်ရေကသွားလို့ခန့်နေစဉ်ဒီအချိန်မျိုးမှာပြင်ပတစုံတရအတိုင်းဝိုင်းတွေကိုဝင်မလာရဝင်လာတဲ့သူနဲ့ဘယောကကောင်ကတ်ပါလာနိုင်တယ်ဘယောကကောင်ကအတိုင်းဝိုင်းနဲ့ရောက်တာနဲ့လူနာကိုကတ်မိလို့ထင်းတယ်လို့ဖန်စာပြုတ်လုံနိုင်တယ်ဒါကြောင့်မဲဦးဟန်မြင့်ဟာကနေဖြစ်သွားခြင်းဖြစ်တယ်သူတင်တဲ့အတိုင်းပဲဖြစ်တယ်ဦးမောင်မောင်စင်ဝင်လာပြီးခဏကြာမှပဲဒေါ်မြတ်တွေတယောက်ဘိုင်းကနေနောက်လန်ကလဲကျတတိလစ်သွားတယ်ဝမ်းဝန်းပြုစုပြီးတော့တတိပြန်လေလာချိန်မှာတော့ပင်ကိုစိတ်တို့ပျောက်သွားလို့နေပြီတောင်စင်ရင်မရရီပြောတယ်ကြမ်းကြမ်းတန်းစကားတွေဆိုရင်ဒီပြောဆိုတွေကဒေါ်မြတ်တွေမှာသာပုံမှန်စိတ်ရှိနေတယ်ဆိုရင်ပြောဖို့ဆိုတာဝေးလာပြီး
စိတ်ကူးထဲမှာတော့မထည့်ရဲတဲ့အပြောဆိုတွေဖြစ်တယ်ဒီလိုဆဲရဲတိုင်းထွာဒီလိုကြမ်းတမ်းတဲ့စကားတွေပြောစမ်းခိုင်းတဲ့အတိုင်းမလုပ်ရင်အခုတတ်ပြစ်မယ်အဲ့ဒီလိုမျိုးတစုံတယောက်ကဒေါ်မြတ်နှွေအောင်ချင်းချောက်လာပါလိမ့်သူစိတ်ကပုံမှန်ဖြစ်နေပါကဒေါ်မြတ်နှွေအသက်သေးသားခံသွားမှဖြစ်တယ်ဘယ်တော့မှပြောမှမဟုတ်ပါအဲ့ဒီလိုနူးညံ့ရင်ကြီးစိတ်မွေးတဲ့ဟီရီအုတ်တပတ်တရားကိုရှင်နေမှာအသေးလေးမှာထဝရမြုပ်နှံထားတဲ့သူကအခုမှတော့ထူးထူးဆန်းဆန်းမကြောင်ဝင်မနာတာတွေကြမ်းတမ်းတဲ့စကားတွေကိုပြောဆိုလို့နေပြီ။ဦးဟန်မြင့်အချင်းတွေကိုသဘောပေါက်လိုက်တယ်။ကနဦးအရေးကြီးဆုံးလုံရမှာကဘူးလေခွာလေလောက်တတ်တဲ့ဘယောဂကောင်ကိုအတိုင်းဝိုင်းတွေကမထွက်နိုင်အောင်ချုပ်လိုက်ဖို့ဖြစ်တယ်။ဒါကြောင့်မီဦးမမောင်စင်ထံမှအချီလုံးတစ်လုံးကိုအလင်းမြန်တောင်းလိုက်တယ်။ဂါထာတစ်ပုဒ်နဲ့မမ်းမှုတ်တယ်။ပြီးတော့နေအေကန်းရဲ့အတွင်းနေရန်ဘက်လေကိုသုံးပတ်တိတိဘက်လို့ပိတ်ဆို့လိုက်တယ်။ဦးဟန်မြင့်စီစဉ်ပြုလုပ်နေစင်မှာပဲဒေါ်မြတ်နှွဲ့ရဲ့အမိုးအရာကထူးခြားလာတယ်။ကြကြတန်းဆေးဆိုအော်ဟစ်နေခြင်းများရုပ်ကြီးရတန့်သွားတယ်။တင်းမာသောမျက်နှာပြူးကျိန်သောမျက်လုံးကြီးများနဲ့ဦးဟန်မြင့်လှုပ်သမျှကိုမျက်ကြည့်မပြတ်လိုက်ကြည့်နေတယ်။ဦးဟန်မြင့်ကချီမန်းကျိုးတပတ်ပတ်ပြီးတာသူ့မျက်နှာကပြက်ပြက်သွားတယ်။နောက်ဆုံးသုံးပတ်တိတိရဲပတ်ပြီးချိန်မှာတော့ဒေါ်မြတ်နှွဲ့ရဲ့မျက်နှာကထိတ်လန့်ကြောက်ရွံ့တဲ့အသွင်ကိုအပြောင်းလဲကြီးပြောင်းလဲသွားတော့တယ်။ချင်းသိပရင်နဲ့ရင်ဆိုင်တွုံးမိတဲ့မြေခွေးတစ်ကောင်လိုကြောင်ရရှိမှချောင်ပိတ်မိနေတဲ့ကြွက်တစ်ကောင်လိုဖြစ်နေတော့တယ်။ဒေါ်မြတ်နှွဲ့ရဲ့မျက်နှာပေါ်ကအမူအရာများမှာပူးဝင်ကပ်မိနေတဲ့ပယောဂကောက်ရဲ့အမူအရာဖြစ်မှန်ဦးဟန်မြင့်သိလိုက်တယ်။လူပုဂ္ဂိုလ်တဦးတယောက်ကိုပူးကပ်ပြူစားနိုင်နေဆုံးကဝေပညာသေးမဆိုပညာအဆင့်တန်းရှိကြတယ်။ညီတိဖုတ်တစေနာနာဘာဝမဆိုကမန်စိတ်ထိတကိုးပါဝါရှိကြတာကြီးဖြစ်တယ်။သူကံကြိုးပေးလိုက်လေလာကြိုးစားမှုအလိုက်တကိုးပါဝါပညာအဆင့်အနေအမြင်ရှိကြတယ်။ပယောဂကောင်တို့သည်သူတို့ရဲ့အစွမ်းဖြင့်သူတို့ထိတ်တရင်ဆိုင်နေကြရသူရဲ့တကူပညာအဆင့်တန်းနဲ့အကျင့်စာရဏတို့ကိုတည်စွမ်းနိုင်ရှိကြတယ်။သူတို့အားပညာအစွမ်းနှိမ့်ပါတဲ့တက်ရောင်ကားစရာရောင်ဝါးဝါးစရာတို့ကိုတွေ့ရင်ထွက်ပြေးအောင်အရှက်တကွေကျိုးနေအောင်အစွမ်းရှိတတ်ကြတယ်။ရှမ်ပန်ရန်ကပညာအရေးအသွေးမတိမ်မရင်တူညီတဲ့ဆရာပုဂ္ဂိုလ်များကိုထိတ်တိုက်တွေ့ရင်သူသေးကိုယ်သေးအပြိုင်ကျဲလို့ပညာစွမ်းပြိုင်ကြသည်များလိမ့်ရှိတယ်။အဲဒီလိုပဲသူတို့ဘလုံးမှရှင်းလို့မရနိုင်တဲ့တကူအရာပညာစွမ်းအရာအကျင့်စာရဏအရာတာလွန်မြင့်မားနေတဲ့သူဆရာပုဂ္ဂိုလ်တို့နဲ့ရင်ဆိုင်ရတဲ့အခါမှာတော့တူဖက်ပြရန်မဝင်လူရဲ့အော်အငေါ့ကိုအငယ်ဆိုရင်ထိတ်လန့်နေရတဲ့ခွေးတစ်ကောင်တို့နှိမ်ပါကြောင်းလန့်စိတ်တွေပေါက်ကမပြိုင်မီကအရှုံပေးလေးရှိကြတယ်။ပြေးလို့မလွတ်နိုင်လို့ထွက်ပြေးတယ်။မပြေးနိုင်ရင်အကျုပ်အထိန်ခံနေရပြီဆိုရင်လေဆရာပုဂ္ဂိုလ်ရဲ့အမိတ်အာဏာကိုလက်ခံခြင်းတောင်းပန်ခြင်းတို့နဲ့ကိစ္စပြီးအောင်ပြုလုပ်လေးရှိတယ်။ခုတော်မြတ်နှွက်ကိုပူကတ်နေတဲ့ပယောဂကောင်းကတော့ဦးဟန်မြင့်ကိုကြည့်ပြီးတော့ထိတ်လန့်ကြောင်းရွံ့နေပြီ။ဦးဟန်မြင့်ကမိမိရက်ရွာမှာစုံကဝေတက်စီမြေဖို့ပယောကအကောင်မျိုးမျိုးနဲ့အပွဲပွဲနှွေးလာခဲ့တဲ့သူဖြစ်တာကြောင့်ပြစ္ဆကအခြေအနေကိုရိပ်စားမိလိုက်တယ်။တစ်ဆက်တည်းမှာပဲဒေါ်မြတ်နှွေကိုဝင်ပူးနေတဲ့တစီကောင်ကိုသူ့ရှိမှထူးထောက်ခိုင်းလိုက်တယ်။ပယောကကောင်ကိုထူးထောက်ပြီးမျက်နာကိုအောက်ချလျက်ခြေတုပ်ပစိုးမွေဆွေကျိုးလိုနေပြီ။နင်တော်တော်ရက်ဆက်တဲ့ကဝေမပဲ။ဦးဟန်မြင့်ကတင်ငိမ်တဲ့အတန်နဲ့ပြောလိုက်တယ်။ကဝေမခေါင်းကိုငုတ်ထားစေ။နင့်ကိုကဝေမလို့ငါပြောတာမှန်သလား။မမှန်ဝင်ခံမှားရင်ငင်းလိုက်စမ်း။မှန်ပါတယ်ဆရာကြီးကျမကဝေမတယောက်ပါ။ကဝေမဒိုးရှောင်းတဲ့အတန်နဲ့ဝင်ခံတယ်။မျက်နာကိုအောက်ချထားစေခေါင်းငုတ်ထားစေ။နင်းနဲ့တော်မြတ်တွေနဲ့ဘာရန်ညှို့ရှိလို့လဲ။ငါ့ကိုကြည့်ပြီးပွပွလင်းလင်းပြောစမ်း။ကဝေမဒူးတုတ်ထိုင်ကမျက်နာမုံလာတယ်။သူမျက်နှာကဆရာရှိမောင်ရောက်နေတဲ့ចောင်းသားငယ်လိုမဝိတ်မရေးဖြစ်နေစဉ်ဘာရန်ညိုးရန်စားမှမရှိပါဘူး။နင့်ကိုမျက်ရည်ပေါက်ကြီးငယ်ကြောင်ဒုက္ခရအောင်သူလှုပ်ခဲ့မလှုပ်ခဲ့ပါဘူး။နင့်ကျမ်းမာရေးထိခိုက်အောင်နင့်စီးပွားရေးပြက်ပြအောင်လှုပ်ခဲ့သေးသလား။ဒါမျိုးတွေလေတခုမှမလှုပ်ခဲ့ပါဘူး။ကဲနင့်စဉ်းစားကြည့်စမ်း။ဒေါ်မြတ်နှွေကနင်းနဲ့ရန်ညိုးရန်စားမရှိဘူး။ဒုက္ခရအောင်လည်းမလှုပ်ခဲ့။နင့်စီးပွားပြအောင်နင့်ကျမ်းမာရေးထိခိုက်အောင်လည်းမလှုပ်ခဲ့။ဒီလိုလူတယောက်ကိုနင့်ပညာသုံးပြီးတော့ရဲရဲဆက်ဆက်လှုပ်တာအကြောင်းမဲတော့မဟုတ်နိုင်။အဲ့ဒီအကြောင်းကိုအမှန်တိုင်းပြောပြစမ်း။သူများခိုင်းလို့လှုပ်ပေးရတာပါ။သူများခိုင်းလို့လှုပ်ပေးကြနေဆိုတော့ပြောစမ်း။နင့်မှာဘာအကျိုးကျေးဇူးတွေရှိလို့လဲ။ဟုတ်ကဲ့ရှိပါတယ်။ငွေခွဲပေးပါတယ်။အော်နင်ကကြေးစားကဝေမပဲ။အေးပေါ်လေးကာလာပေါက်စီရွှေနှံချက်သားတော်ဝယ်လို့ရတယ်ဆိုတော့နင်မငင်းနိုင်ဘူးပေါ့။ပြောစမ်းနင့်ကိုခိုင်းတာပဲသူလေ။ဒီဟာကိုတော့ခွင့်လို့ပေးပါဆရာကြီးရဲ့။ကျမသစ္စာရေးတောက်ထားရပါတယ်။သစ္စာပြတ်ရင်ကျမအသက်သေးရမှာအမှန်ပါ။ဒီတစ်ချက်တော့တီးခံပေးပါ
နင်းအသက်နဲ့ရှင်ပြီးသစ္စာဆိုထားနေဆိုတော့ငါ့ကိုမပြောနဲ့တော့သိလေငါတို့ကဘာမှပြန်လုပ်မှာမဟုတ်ဘူးသူပြုတ်တဲ့ကံသူ့တံပဲပြန်သွားလိမ့်မယ်ဒါထက်ဒေါ်မြနှွဲ့ကိုဘာကြောင့်လှုပ်ခိုင်းတာလဲဒေါ်မြနှွဲ့ကသူတို့နဲ့စီးပွားပြိုင်ပတ်တဲ့ဒေါ်မြနှွဲ့ကအသက်ငယ်ငယ်ရွယ်ရွယ်နဲ့ပစ္စည်းဥစ္စာချမ်းသာတယ်ရုပ်ကလည်းလှတယ်လူချစ်လူခင်လည်းများတယ်အဲ့ဒါကြောင့်ဒေါ်မြနှွဲ့တိတ်ခါကြောင့်အရှက်ရောင်လူတော်မတိုးရဲအောင်လှုပ်တာလို့ပြောပါတယ်။ကိုင်ဒီလောက်သိရရင်တော့ပါပြီ။အရေးကြီးတာဒေါ်မြတ်နှွေရဲ့ကိုယ်စိတ်နှစ်ပါးစလုံးမှာဆွဲကပ်နေတဲ့ဝေဒနာတွေပျောက်ကင်းဖို့ပဲ။နေ့ပညာတွေကိုနင့်ဘာသာပြန်နှုတ်ပေးမလား။ဒါမှမဟုတ်ငါပညာနဲ့နှုတ်အောင်မယ်။ကျမဘာသာပြန်နှုတ်ပေးပါမယ်။အေးဒါဆိုလဲနေ့ပညာပြန်နှုတ်။ပယောဂဆက်အားလုံးစင်မှာနင့်ကိုထွက်ခွင့်ပေးမယ်။ဦးဟန်မြင်ကခွင့်ပြုလိုက်တာနဲ့ကဝေမကဒုတို့ရာမှာခြေစင်းလိုထိုင်လိုက်တယ်။အိမ်နောက်မှာခေါင်းမခြေပြားတိုင်လက်နဲ့တက်ချတယ်။ခြေပြားရောက်တော့လက်ကိုခါခါလွှတ်ပစ်လိုက်တယ်။အဲ့ဒီလိုအဖန်ချိန်ပါများစွာပြုလုပ်ပြီးအားလုံးပြီးစီးသွားမှပညာဆက်တွေအကုန်အစင်နှုတ်လိုက်ပါပြီ။ကိုရောစိတ်ပါမိမွေးတိုင်းဖမွေးတိုင်းဖြစ်သွားပြီမို့ထွက်ခွာခွင့်ပြုပါတော့ဆရာကြီး။ဒီလိုလွယ်လွယ်နဲ့ဘယ်ရမလဲဟိလူကနေပြီမင်းပညာမနေဘူးဆိုတဲ့စကားရှိ။နင်းအနေနဲ့လည်းចောင်းဆောင်လာတိုင်းနေ့ပညာအသုံးပြုနေနိုင်တယ်။ဒီလိုသာအသုံးပြုနေရင်အဝေးစီကြိုးကပ်လိမ့်မယ်။ဒါကြောင့်မင်းနင်းကိုသစ္စာရေးတိုက်ရလိမ့်မယ်။တောက်နိုင်ပါမလား။ဟုတ်ကဲ့တောက်ပါမယ်။ဦးဟန်မြင့်ကသားဖြစ်သူမောင်ကျော်ဝင်းပေးတဲ့ရေခွက်ကိုကိုင်ကသစ္စာတိုင်းပြီးကဝေမောက်ကိုနောက်မှလိုက်ဆိုစေးလိုက်တယ်။ကျမသည်ဒေါ်မြတ်နှွဲ့အား၎င်းတခြားသော9ရက်သားသမီးအပေါင်းတို့အား၎င်းကျမရဲ့အောင်လန်းပညာကိုအသုံးပြုလို့နှောက်ယှက်တိုက်ခါဖြူစားခြင်းဟတ်တာခြင်းမပြုလုပ်တော့ပါလို့သစ္စာဆိုပါသည်အကယ်၍ဒေါ်မြတ်နှွဲ့ကို၎င်းအခြားသော9ရက်သားသမီးများကို၎င်းနှောက်ယှက်တိုက်ခိုက်ပြုစားဟန်တာခြင်းပြုလုပ်ခဲ့သည်ရှိသောနောက်တမလွန်ဘဝမှာမဟာအဝီစီငရဲကိုရောက်ရှိပါစေသောဖျားဆူဆူပွင့်သည့်တိုင်မဟာအဝီစီငရဲမှာမကျွတ်မလွတ်သောသူဖြစ်ရပါစေသောဦးဟန်မြင့်ကသစ္စာဆိုပြီးတော့နေဒေါ်မြတ်နှွဲ့ကိုပူကတ်နေတဲ့ကဝီမကိုသစ္စာရေးတိုက်လိုက်တယ်ကဲဒါလို့ဆိုရပါပြီနင့်ကိုဗနက်ကျိုးဖယ်ပေးရမလဲဦးဟန်မြင့်တရားကဝီမရဲ့ပညာကိုစားလိုက်ခြင်းဖြစ်တယ်ပယောဂကမထွက်နိုင်အောင်ကာယံထားတဲ့ချီမန်းကျိုးဟာသုံးထပ်ဖြစ်တယ်တကူဆွမ်းနေပါလွန်းကောင်သုံးထပ်စလုံးဖေးရှားပေးမှထွက်နိုင်တယ်ပညာအသင်တင်ရှိပါကချီမန်းကျိုးတစ်ပတ်တည်းအရန်အတားပြုရင်ထွက်ခွင့်ဝင်ခွင့်ပြုနိုင်တယ်ပညာပြေးွားတဲ့သူကဝေအစင်းဆိုရင်ချီမန်းကျိုးသုံးထပ်ကိုမဖောက်နိုင်ပေမင်းလေနောက်ထပ်ကိုတော့လွယ်လေးတကူကြော်လာနိုင်တယ်ဒါကြောင့်မင်းဗနက်ကျိုးဖယ်ပေးရမလဲလို့မေးလိုက်ခြင်းဖြစ်တယ်တကြိုးပဲဖယ်ပေးပါကဝေမကပြောလိုက်တယ်နင့်ပညာလည်းမသေးပါလားကဲထွက်ပေးတော့ဦးဟန်မြင့်ကပြောဆိုဆိုနဲ့ရှစ်ပတ်ထားတဲ့ချီမန်းကျိုးကိုတထပ်ပေးရှားပေးလိုက်တယ်ချီမန်းကျိုးတထပ်ဖေးရှားပေးလိုက်တာနဲ့တပြိုင်တည်းမှာပဲခြေစင်းထိုင်လျက်ရှိတဲ့ဒေါ်မြတ်နှွေကခွေလေးကြောက်သွားတယ်ကဝေမကတော့ဒေါ်မြတ်နှွေရဲ့ခန္ဓာကိုယ်မှထွက်ခွာလို့ချီမန်းကျိုးနှစ်ထပ်အရန်အတားကိုဖောက်ထွင်းပြီးကြောဖြတ်သွားပြီဖြစ်တယ်အခုနေမှာဆေးကုတွေဆိုတာတော့ကျွန်တော်ကြားတယ်ဒါပေမဲ့အမှန်တိုင်းဝန်ခံရရင်ဒီလောက်ဆွဲမယ်လို့တော့မထင်ထားဒီစကားကိုပြောလိုက်တဲ့သူကဦးမောင်မောင်စင်ဖြစ်တယ်ဒေါ်မြတ်နှွေတရားထိုးချိန်မှစလို့လူကောင်းပကတိပြန်ဖြစ်သွားတယ်ဦးဟန်မြင့်ရဲ့ပညာစွမ်းကြောင့်ကဝေမရဲ့ပယောကအနှောင့်အယှက်တို့ကနေအောင်ကိုတွေးလိုက်ရတဲ့နင်းတွေပမာကြက်ပြောင်ငှက်ပြောင်ပျောက်သွားကြလေတယ်။တနည်းအားဖြင့်ဆိုရရင်မိသားစုပေါ်ကြားရောက်နေတဲ့ကြောက်စရာအမိုက်မှောင်ထုကြီးကိုဦးဟန်မြင့်ကဖယ်ရှားပေးလိုက်ခြင်းဖြစ်တယ်။ဦးဟန်မြင့်မှာဒေါ်မြတ်နှွဲ့တို့အိမ်မှာပဲတဲခုနေခြင်းဖြစ်တယ်။တညနေစကားဝိုင်းပြောနေကြခြင်းမှာဦးမမုံစင်ကမယားညီကိုတော့ဦးဟန်မြင့်ကိုချီမွန်ကန်ဖွင့်လိုက်ခြင်းဖြစ်တယ်။ဦးဟန်မြင့်ကဘာမှပြန်မပြောရှည်နေကြတောက်ရင်းနေပြုံးလို့သာနေတော့တယ်။ဦးမမုံစင်ဟာစကားကိုဆက်ပြောတယ်။ဒါထက်မမြတ်နှွေကိုဝေဘူးနေတဲ့ပယောကကောင်အကိုကကဝေမလို့ပြောလိုက်တယ်။ဒီလိုဘာကြောင့်တက်ပြောနိုင်တာလဲပြောပြပါ။အကိုကနေမှဒီလိုပယောကအမျိုးမျိုးတွေ့ခဲ့တယ်။စုံကဝေတစီမြေဖုတ်စတယ်။အမျိုးအစားကွဲပြားတယ်လို့ပယောကဖန်းစားတဲ့လက္ခဏာတွေလည်းမတူဘူးလေ။အဲဒါကြောင့်လူနာကိုကြည့်ပြီးတော့ဒီလိုအခြေအနေထားဆိုရင်ဘလို့ပညာတရားပြူစားကြတယ်ဆိုတာသိနိုင်တယ်။အခုဒေါ်မြတ်နှွေမှာတွေးတဲ့လက္ခဏာတွေအောင်ကဝေဖန်းစားတဲ့လက္ခဏာတွေဖြစ်တယ်။ဒါကြောင့်မင်းနင်ကဝေမလို့အတိအကျပြောလိုက်တာပေါ့ပြီးတော့ရှိသေးတယ်ကဝေမအကိုကိုတိတ်ကြောက်နေတဲ့ပုံမယ်သူ့ကိုဘာမှတော့မလုပ်ရသေးဘူးအခန်းကိုချီမန်းကျိုးနဲ့ပတ်နေတော့မှရှိသေးသူကမျက်နှာပြက်နေပြီအရန်ထိတ်လန့်နေတာတွေ့အေကန်တော့အကိုမှာပယောဂတွေကိုနိုင်တဲ့တခုကောင်းတော့ရှိတယ်မဟုတ်လားပယောဂကုတွေဆရာမှန်သမျှတခုကောင်းတော့စောင့်ထားကြရတယ်အချို့ကဆရာကိုင်းကျိန်လုံးကိုဝေးစီရင်ထားတယ်တချို့ကတော့တိုက်ခတ်အင်းပယောဂပြုတ်အင်းတွေစောင့်ကြတယ်လေစေဝါအာသန်နဲ့ဆရာတွေကြတော့
စေဝါအားတဲ့နေဆရာတွေကြတော့ဆရာဆောင်ရလုံးစီတိုးဘလူးစီကဝေဦးနှိမ်စီကဝေဆက်ဖြတ်စီနတ်ကြီး၅ပါးစီစတဲ့တန်ရဈေးပေါ်ပြီးတော့စောင့်ထားကြတယ်ဒုနီးတိဟန်နဲ့လည်းကောင်းကြပါတယ်အခုတခုကကောင်းတာပါလေအင်းလားစေးလားအင်းလည်းမဟုတ်ဘူးစေးလည်းမဟုတ်ဘူးမောလို့ခေါ်တယ်မောဟုတ်လားအကိုအေးဟုတ်တယ်မောဆိုတာလေဘယောကနိုင်တဲ့စီရင်တစ်မျိုးပါပဲစောစောကပြောနေတိုင်းအင်းတန်တဲ့လူဟာအင်းဈေးတန်တဲ့လူဟာဈေးကင်တယ်လို့မော်ဘက်မှာအားတန်တဲ့လူလည်းရှိတယ်ကွာအတုံးအများဆုံးမော်နှမျိုးရှိဂုံတော်ကိုပါမော်နဲ့ပုံနကမော်တို့ပေါ့အခုမှပုံနကမင်းကြီးမော်အစီရင်ရှိအဲ့ဒါကဝေမသူ့ရဲ့ကမန်စိတ်ထိတကိုးနေသိတယ်လေအဲ့ဒါကြောင့်ကြောက်တာပေါ့စွမ်းလာကြည့်လားကိုရဲ့ပုံနကမော်ကဘာတွေကောက်လဲဘဟုတုတ္တနေနဲ့ပြောပြပါအောင်ကောင်းတာတွေကတော့အများကြီးပေါ့ကွာစုံကဝေတစီမြေဖို့ဘလူးနဲ့နတ်ဆိုးတွေရဲ့ပယောကမျိုးမျိုးတိုက်ခန့်မျိုးမျိုးပြူစားမှုမျိုးမျိုးနဲ့ပတ်သက်ရင်ပြောတိုင်းအောင်ဆိုတိုင်းမြောက်စီတိုင်းဖြစ်တယ်ဒါတွေမကသေးအလောင်းစားကစားပွဲမှာနေဘလောက်နိုင်တင်းတိမ်မှပြီးလို့လောဘတက်ပြီးသားကစားတိုင်တဲ့အတိုင်းနိုင်နေတခုရှိတာကလောဘတက်နိုင်မှကစားလောဘကြီးပြီးဆက်ကစားရင်တော့ပါသမျှကုန်မိသားမှတ်ဦးမောင်မုံစင်ကမျက်မှောင်ကျုပ်ကစဉ်းစားတယ်အတန်ကြာမှဦးမှန်မြင့်ကိုမိကွန်းတစ်ခုမေးပြန်တယ်ဒီလိုကောင်းကျိုးပြူးတဲ့မောင်ကဘာကြောင့်လောင်းကစားအောင်မှထူးထူးကဲကဲအကျိုးပေးရတာလဲကိုဒါကတော့ဇက်ကြီးဆယ်ပွဲတွေကဝိတူရဇက်တော်ညှို့ရမှာပေါ့ကွာဇက်တော်တွေမှာပုံနှကဘလူးမင်းအောင်အိမ်သားပတ်တာငကိုပြည်ကြီးကိုတအုပ်ဆာမိုင်းစိုးမှုအုပ်ချုပ်မင်းလုပ်တော်မူတဲ့ကောပုတ်ပါမင်းကြီးနဲ့ကျွေးအံကစားကြတယ်လေသူကကမန်စိတ်တီတကူရှိတယ်ဆိုတော့ကျွေးအံကိုချုပ်ဆိုရင်ချုပ်ချာဆိုရင်ချာပြောတိုင်းဆိုတိုင်းဖြစ်တယ်ဒီတော့ကောဘက်ကမင်းကြီးကကျွေးအံရှုံးတော့တာပေါ့ပုံနှကမင်းကြီးကကျွေးအံနိုင်တာကြောင့်ဒီတော့ကောရပမင်းကြီးကျွေးအံရှုံးတော့တာပေါ့ပုံနှကမင်းကြီးကကျွေးအံနိုင်တာကြောင့်ဝိတူရပညာရှိအမတ်ကြီးကိုရလိုက်တယ်လေဒီသဘောတိုင်းပဲဖဲကျွေးအနိထောင်ဘယ်ကစားနေမဆိုပုံနှကမော်သွင်းပြီးသားကစားပြောတိုင်းပြီးနိုင်တယ်လို့တော့စိုးကြတာပဲပုံနှကမော်ရဲ့အစွမ်းဒါနေမကောက်ပုံနှကမော်သွင်းထားတာနဲ့ပုံနှကနန်းမင်းကြီးလို့တကောအာနာကြီးတယ်စုံကဝေတစင်မြေဖို့ပယောကမှန်တယ်မြောက်အွန်လိုင်းငေါလိုက်ယုံနေလွှင်းစင်ထွက်ပြေးစီနောက်ပြီးတော့ဒုတ်တာတနက်လေးများတွေကိုလေအကာအကွယ်ပေးတယ်ကြံသေးတယ်ကာယဒနာပိယရှို့သုံးပါးအပြင်ညံရှိတိုင်းပွဲတွေ့သုံးပြီးလိုရာကိုလည်းစေခိုင်းနိုင်တယ်လို့အဆူရှိတယ်ကျွန်တော်စိတ်ဝင်စားလာပြီကိုကြီးဒါထက်အကိုပြောနေချိန်မှာရှိုးဆိုတဲ့စကားလုံးပါတယ်အဲ့ဒါဘာကိုပြောတာလဲရှိုးရဲ့အဓိပ္ပာယ်ကအောင်မြင်ပြီးမြောက်မှုတွေကွတပ်ပရှိုးဆိုရင်အလုံးစုံအောင်မြင်ပြီးမြောက်တယ်ပေါ့နှုတ်ချိုရှိုးတပါးဆိုတာရှိတယ်လေနှုတ်ချိုခြင်းကအောင်မြင်ခြင်းပြီးမြောက်ဖို့အကြောင်းတစ်ခုလို့စိုးရတဲ့ဘောပေါ့ပုံနှကမော်သွင်းမှုစီရင်တွေလုံးရတာခက်ခဲသလားကိုဘာလဲမင်းကပုံနှကမော်သွင်းကျင်လို့လားမဟုတ်ပါဘူးကိုရဲ့ဘ ഹു တုဒ္ဒအနေနဲ့သိကျင်တာပါစီရင်ရတာမခက်ပါဘူးစောင့်တိုင်းရတာတော့ခက်တာပေါ့ဒီလိုကွာပုံနှကနာမင်းကြီးပုံတော်စင်ကြယ်တန့်ရှင်နဲ့ဇက်ကူတက်မှာဒေဝရာတီနတ်စင်းနဲ့ကျနာသေးတာစွာရေးစီရင်ရမယ်ဒီလိုရေးဆွဲစီရင်တဲ့အခါအရန်တော့လုံးလို့မရအောင်နေကောင်းရက်မြက်ခက်ပါအကြုံတဝကူမှာပွဲစုံအပြင်10ပါးတီလာခံယူစောင့်ထိန်နိုင်တဲ့သစ္စာကိုဆိုပြီးတော့ရေးပြီးတော့စီရင်ရတယ်တိတ်မခက်ဘူးဝင်ဒီလိုပြောလို့တော့မရဘူးဒါကြောင့်လေဆိုတော့လိုဝက်ရှက်ရှိတယ်လေငါညီနေနဲ့ပုံနှကနာမင်းကြီးပုံတော်ဘလို့အကြောင်းချက်တွေထည့်သွင်းပြီးတော့ရေးဆွဲမလဲဒီဆက်ကိုအစဉ်အဆက်လျှို့ဝှက်ထားကြတယ်ပုံနှကမင်းကြီးမော်ကအစွမ်းထက်လို့တော့အကျင့်စာရိတ္တမကောင်းနေသူလူယုံမောင်တွေလက်ထဲရောက်သွားရင်ခုနှစ်ရက်သားသမီးတွေဒုက္ခရောက်သွားနိုင်တယ်လေဟုတ်တယ်ကိုကြီးကျွန်တော်တို့ခဏခဏကြားနေရတယ်ပုံနှကတိုက်တဲ့အဖြစ်အပျက်တွေဟာအောက်လန်းဆရာတွေကပုံနှကအမော်အောင်ပြီးအောင်ဟုတ်တယ်ကိုကြီးကျွန်တော်တို့ခဏခဏကြားနေရတယ်ပုံနှကတိုက်တဲ့အဖြစ်အပျက်တွေဟာအောက်လန်းဆရာတွေကပုံနှကအမော်အောင်ပြီးသူတပားအောင်မကောင်းကြတဲ့အဖြစ်အပျက်တွေမဟုတ်လားဟုတ်တယ်ဒါကြောင့်အစဉ်အဆက်လျှို့ဝှက်ထားခဲ့ကြတာပေါ့ပုံနှကနာမင်းကြီးရဲ့ပုံတော်အခုစီမှာရှိလားကျွန်တော်ခဏကြည့်ပြရစီရပါတယ်ငါညီကလူကောင်းသူကောင်းမင်းပြရမှာပေါ့ဦးရမြင့်ကသူ့ရဲ့လွယ်ကြီးတဲ့ကကြောက်ကယွန်းအစ်ကလေးကိုထုတ်ယူလိုက်တယ်အဲဒီနောက်ယွန်းအစ်ကလေးကိုဖွင့်ပြီးစာရွက်တစ်ရွက်ကိုထုတ်ယူလို့ဦးမောင်မောင်စင်ကိုပြသလိုက်တယ်အဆိုပါစာရွက်ပေါ်မှာတော့ပုံနှကနာမင်းကြီးဟာမင်းဖြူကြီးကိုစီးလျက်တန်လျက်ကိုဆွဲကင်ပြီးခုနှစ်သားသမီးပေါင်းတို့ကိုဘေးဒုက္ခဆိုးတို့မှ
ကဲတင်မှုအသိရှိနေပါတော့တယ်။ဦးဟန်မြင့်ကဦးမမောင်စင်တို့အိမ်မှာတပတ်ခန့်နေထိုင်ကဒေါ်မြတ်နွဲရဲ့အခြေအနေကိုစောင့်ကြည့်ခဲ့တယ်။ဒေါ်မြတ်နွဲကနေပူမိလို့ညှိုးနှမ်းနေအောင်ကနေရည်စဉ်သွန်လောင်းခံလိုက်ရတဲ့ပရုံမာစာပန်းပမာလန်းဆန်းဆန်းဆန်းပြွပြွရွှွှွှွနဲ့ချမ်းမြေတိုက်မြုံနဲ့မိသားစုဘဝကိုရရှိသွားပြီဖြစ်တယ်။ဦးဟန်မြင့်လည်းထိုအချိန်ကြောင့်မှသူ့ရဲ့ဒေါ်ဝိရွာလေးကိုပြန်လာနိုင်ခဲ့လေတော့တယ်။ဟုတ်ကဲ့ပါပရိသတ်များရှင်။ဇလန်လေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီ။ဆုံးဒီနာဆင်ပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုသူ့ပဲကျေးဇူးတင်ရှိပါတယ်ရှင်။